င်္ဂလာပါကျွန်တော်ကတော့ Justice ဆိုကြတက်ဖွဲ့ကရဲဘော် YouTube ပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော် Justice ဆိုကြမှာအပတ်စဉ်73အတွက်တနင်္လာနေ့ခေါ်နေပါတယ်ပြည်တွင်းပြည်ပကနေပြီးတော့လာရောက်ချင်တဲ့ညီကိုမောင်နှမတွေအတွက်တချို့ကြတော့အကြောင်းမျိုးကြောင့်စိတ်ပူကြတယ်လမ်းကြီးကအဆင်ပြေပါမလားဒါမှမဟုတ်ငါတွားရင်ဘယ်လိုသူတို့ဆက်ဆံပါမလဲဆိုပြီးတော့စိတ်ပူနေရတယ်ကိုကျွန်တော်ကအခုလက်ရှိတက်တော့ကြောက်ထားတဲ့တနင်္လာနေ့တရားကိုကျွန်တော်သူလက်တွေ့မေးပြမယ်ပေါ့နော်ဒီကိုလေးနည်းနည်းမေးမယ်ဒီမင်္ဂလာပါမင်္ဂလာပါညီလေးအခုအဲ့ဆိုရင်ဒီရက်ပိုင်းမှာပေါ့နော်ဒီကိုကျက်စစ်ဆိုကြရောက်လာတဲ့အချိန်မှာအဲ့တော့ညီလေးလာတဲ့လမ်းခီးချိန်တွေမှာဘယ်လိုမျိုးကြောက်တွေ့ရလဲကျွန်တော်လာတဲ့လမ်းခီးမှာတော့ကျွန်တော်စားခွင့်ရနေပြီးတော့အားလည်းသူခင်းတဲ့နေရာကိုကြောင်းသွားလိုက်တယ်သွားလိုက်ပြီးတော့သူချီရောက်တဲ့နောက်ပိုင်းမှာကျတော့သူတို့ကအစားအရာရာကိုစားတောက်နေထိုင်တယ်အကုန်လုံးသူတို့ဘက်ကလိုလေတင်းမရှိပြည့်စုံအောင်သူစီစဉ်ပေးတယ်ပေါ့အခုလက်ရှိဒီဌာနကိုရောက်တဲ့အချိန်တော့အားလုံးသူစီစဉ်ပေးပါတယ်အဲ့တော့သူတို့ချိန်တဲ့နေရာကိုညီလေးကရောက်ဖို့ပဲကျန်တဲ့ဟာသူတို့အားလုံးစတော့တရင်ရောက်တဲ့အချိန်ကိုလမ်းကြီးမှာအားလုံးအေးဆေးပဲမလားအဲ့ဆိုရင်ညီအနေနဲ့လည်းအရင်တော့ဒီဒေါ်လာရေးမလုပ်ခင်မှာတခြားအပြင်မှာလည်းအလုပ်တွေပါလုပ်ခဲ့ပုံမှာလေအဲ့ရနေပြီးတော့ဘယ်လိုဖြစ်ပြီးတော့ဒီဒေါ်လာရေးလုပ်ဖို့တော့စိတ်ဖြစ်သွားတယ်ဒီတော့ကဘာကြီးအပြင်မှာလုပ်နေလဲအပြင်မှာဘာလုပ်လဲဆိုတော့ကျွန်တော်ကဒီတန်ပန်းကိုအဓိကလုပ်တယ်ပေါ့ဒီ rain saw တယ်တန်တက်တယ်ပြီးရင်ဒီဟိုနေပေါ့တန်ဒီတန်ဝဲတန်အလှဆင်တဲ့နေသားတွေပေါ့ဒါတွေအဓိကလုပ်တယ်လုပ်တဲ့အချိန်မှာပြောရမယ်ဆိုရင်အရင်တုန်းကအနေအထားနဲ့အခုနိုင်ငံရေးအကျက်တဲရှိနေတဲ့နေသားတွေနဲ့ဆိုအများကြီးကွာခြားတော့ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရေးချမ်းမှာရောက်နေပြည်သူပေါ့ဘလူးခုတ်သွေးဆုပ်လာလဲဆိုဒီနေထိုင်ခွင့်စားရစားရင်ကိစ္စပြီးရင်အလုပ်လုပ်ခွင့်ရောပါမစ်တွေနော်အဲ့လိုအကြောင်းအရာတွေနဲ့အခုဒီလက်ရှိထိုင်းနိုင်ငံမှာအထောက်အထားပြည့်စုံရှိပါတယ်ဆိုတဲ့လူတွေပေါ့နော်ဒီထိုင်းစကားကိုဖြည်းဖြည်းလေးမပြောတတ်ပါဘူးဆိုရင်ဘယ်လောက်ပဲအထောက်အထားရှိနေပါလိမ့်ဗျာနော်ပြည့်စုံရှိနေပါလိမ့်ပြောရမယ်ဆိုရင်သူတို့ကလုံးဝကင်းလို့ခွင့်မရှိဘူးတနည်းနဲ့တနည်းအကျက်ကင်ပြီးတော့ငွေညှစ်လို့ရတယ်အနေထားတွေသူဖန်တီးထားတယ်ကအခွန်နဲ့ပေါ့ဒါတွေကိုကျွန်တော်ကြုံတွေ့ရတယ်ပေါ့အဲ့ဒါတွေကလည်းရင်ထုမနာဖြစ်ဖို့ကောင်းတယ်ပေါ့ဒီကအဲ့လိုပေါ့ပြီးတော့ဒီဟိုရောက်ရှိလာတဲ့အကြောင်းအကြီးကတော့ဒီစစ်မြေပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေခံစားနေရတဲ့တောကတွေပေါ့ဒီထဲမှာပူဆွေးနေတဲ့တောကတွေပြောရမယ်ဆိုရင်ခံစားနိုင်လို့ဒါတွေကိုပေါင်းတော့စင်ပေးမယ်ဆိုတော့ခံယူပြန်တဲ့ကျွန်တော်ဒီထဲကိုရောက်ရှိလာတယ်ပေါ့အဲ့လိုညီလေးနေနဲ့အခုဒီကိုမလာခင်ကြတော့ဒီဒေသစကားနဲ့ပတ်သက်တဲ့ဟာတွေပါကြတော့တရားနေဘယ်လိုလေးလာတယ်လဲဒီတိုင်းတော့ပဲကြောင်းညီလေးလေးလာတယ်လားဒါမှမဟုတ်ရှောက်လိုက်ပါရဘယ်လောက်ထဲကကြိုပြီးတော့တင်လာကျွန်တော်ကဒီ justice ဆိုရာတစ်ဖွဲ့ကိုပြောမယ်ကျွန်တော်အစားဆုံးလေးလိုက်အစားဆုံးကိုစတင်ကြည့်ကြည့်တာကိုဆွဲရရင်ဖြစ်တယ်အဲ့ဒါနဲ့ဒီရဲ့ပြောမယ်ဒီ light တွေကြည့်ဖြစ်တယ်ပြီးတော့ဒီ content တွေကြည့်ဖြစ်တယ်အဲ့ရနေပြီးတော့ကျွန်တော်ဒီတစ်ဖွဲ့ရဲ့အကြောင်းအသေးစိတ်လေးလာဖြစ်ဒီဖွဲ့ကြီးပုံနေပြောရမယ်ဒီလုတ်ကင်ဆောင်ရွက်မှုတွေပေါ့ဒီလုတ်သားမှုတွေဒါတို့တင်လို့ရတဲ့အနေအထားတွေအားလုံးတို့ပြောရမယ်ဆိုရင်ချပြတယ်ဒီတို့ရဲ့ face မှာချပြတော့တော့တည်တဲ့လောက်ထိခွင့်ရတယ်အဲ့တော့သဘောကျတယ်ဒီတရင်တစ်ဖွဲ့စူးစီးမှုတွေပြီးတော့ plan တွေပြောရမယ်ဆိုရင်တို့ချပြတဲ့အကြောင်းအရာတွေကကျွန်တော်နဲ့ကတော့ကိုက်ညီရှိတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီဟိုနေပေါ့6လတင်ပြတဲ့ချိန်မှာကျွန်တော်တလားချူပြီးတော့6လတင်တယ်ပေါ့6လတင်ပြီးတဲ့ကြားထဲမှာတော့ကိုယ့်ရဲ့လိုအပ်မဲ့ထင်တဲ့ကိုနဲ့တင့်တော်မဲ့ထင်တဲ့အကြောင်းအရာလေးရှာဖွေပြီးတော့စီးမှုလာခဲ့တယ်ပေါ့အဲ့ဒါညီကအရင်ကကိုတို့ကျက်စစ်ဆိုကြ page ကနေပြီးတော့လောက်ရတဲ့ activity တွေရောတင်ပါကိုတို့ချတာလို့ရတဲ့အရာတွေကျွန်တော်တို့ကြည့်ပြီးတော့မှကျက်စစ်ဆိုကြအောင်လေးလာပြီးတော့ဒီကြိုက်လို့ဒီရောက်လာတယ်ဟုတ်မှန်ပါအဲ့ဆိုရင်ညီအနေနဲ့နောက်ထပ်လာမယ့်သူတွေကိုရောဒီလိုကြံပေးနေတယ်အကြီးကတော့ခံချက်ခိုင်မှာမလို့ရယ်ဇွဲရှိဖို့လိုရယ်နော်ဒီမှာရောက်လာမယ်ဆိုရင်တော့ကိုယ်ဆက်ဆံတဲ့ဒီမှာရှိတဲ့ညီကိုတွေအားလုံးကလည်းတော့ရမယ်ဆိုရင်ဒီကိုအရင်ချတယ်ပေါ်ရွေနဲ့နော်ဒီဆရာတွေကအစတော့ရမယ်ဆိုရင်တော့ pressure မရှိဘူးဗျာတော့ဘယ်လိုပြောရမလဲဆိုကြတော့ထင်ရမယ်ဘယ်လိုထင်မလဲဆိုတော့ငါဒီကိုရောက်မယ်ဆိုရင်ငါလူသိန်းတယောက်ညရဲ့ကြားမှာလူသိန်းတယောက်ငါဖြစ်နေတယ်အဲ့တို့ကြောင့်မလို့ငါ့ကိုဘယ်လိုဒီဆက်ဆံရမလဲနော်ညနေစိမ့်နေချားမှာငါဘယ်လိုရှင်းတန်မလဲပေါ့ဒီလိုအတွေးတွေကတော့ဝင်มาကျွန်တော်လည်းဝင်ခဲ့တာဒါတွေအများကြီးပြင်ဆင်လာခဲ့ရပါသွားတာလာတာစားတာတောက်တာနေတာထိုင်တာအစစီးကန်းနဲ့ထားတယ်ဗျာအခု
အဲ့ဒါတွေဆိုရင်လည်းညီနေအောင်စီရတယ်အိပ်ရတယ်ဆိုရင်လည်းလုံးဝဆောင်းနေဆိုရင်လည်းတပုံစံနဲ့ဖောက်ပေးရမယ်နော်ပြီးရင်လုံခြုံမှုရှိတယ်လို့ပို့ပြီးခံစားရတယ် အဲ့လိုရင်ညီနေနေကြတော့ခုမှကတချို့ရဲဘော်တွေရှိရလေငါဒီဘက်ကန်းကူးလိုက်ရင်ငါ့ကိုပြင်ပါနေကြတော့တက်တွေရောက်သွားမလားဒါမှမဟုတ်ကြားခံနေငါ့ကိုပိုးလိုက်မလားအဲ့လိုမျိုးကညီစိတ်ပြည့်ဘူးလားအကိုတော့အကိုတော့လည်းအဲ့လိုမျိုး pressure ရှိခဲ့ပြီပါလေအခုကတွေးတာပေါ့ငါ့ကိုဘယ်ကိုပိုးလိုက်မယ်ဒေါ်လာရင်းနေတွေရောက်ပါမလားအဲ့ရရောညီလို့ညင်း ကျွန်တော်ကြတော့ပြောရမယ်ဆိုရင်အဲ့ဒါမျိုးအဲ့လို pressure တွေကတော့မရှိဘူးပေါ့ဘာလို့လဲဆိုတော့ယုံကြည်မှုပြည့်ရှိတယ်နော်ဒါဆိုရဲဒီ live တွေမှာကြည့်ရပြောရဲ့အကားတွေကယောက်ျားတစ်ယောက်ဇက်ကထွက်တယ်ဆိုတော့ယုံကြည်လို့ရတဲ့အနေအထားမျိုးတော့ခင်လို့ကျွန်တော်ကတော့အဲ့လို pressure တွေမရှိဘူးပေါ့ အခုအဲ့လိုညီအနေနဲ့အခုညီနဲ့တန်းတူတက်ရမယ်အပတ်စဉ်နောက်လာမယ်ဒီတစ်တွေတက်ပေါ့ညီအနေနဲ့ဘယ်လိုပြောချင်လဲ ပြောရမယ်ဆိုရင်ခုလိုဒီတော်လိုင်းအချိန်မြင့်တင်နေတဲ့အချိန်မှာပေါ့တောင်းတအားကနေပြီးတော့ယုံကြည်ချက်အပြည့်နဲ့ပြောရမယ်ဆိုရင်ခံချက်အပြည့်နဲ့ပေါ့ဒီတိုင်းမှာဖြစ်နေတဲ့ဘက်ကိုလည်းပြန်ကြည့်ကို့အနာဂတ်ကိုလည်းကိုပြန်ကြည့်ပေါ့ပြီးရင်နောက်လာမယ့် generation တွေအတွက်မျိုးဆက်တစ်တွေအတွက်ဒါတွေကိုလည်းကြည့်ပေါ့နော်ဒီခံချက်အပြည့်နဲ့ရှေ့ဆက်ပြီးတော့ရှောက်ဖို့အဲ့လိုခံချက်ခိုင်ပါတယ်ဆိုရင်တော့လာခဲ့ပေါ့ဗျာတော့ဒီလိုပဲဖြစ်ပေါ်တယ် အခုလိုကျွန်တော်တို့ဒီကိုတက်တွေနောက်တနင်္လာတက်တွေထပ်ရောက်လာတဲ့အတွက်ကျွန်တော်ကလည်းကျွန်တော်ကျစစ်ဆိုကြရဲဘော်တွေလည်းကျွန်တော်အများကြီးအားရှိတယ်ဒီလိုလည်းဂျုံလဲယုံကြည်တယ်ဒီအတူတူတွန်းနိုင်ကြမှာပါဒီလားအခုတကယ်တမ်းဆိုကဆရာပြောလို့ပဲကိုယ်ကြီးကနေပဲရေးရအများကြီးရှိတယ်စစ်တိုင်းမှမဟုတ်ဘူးကွာဒီကတော်လည်းရင်းနဲ့စိတ်တစ်ခုရှိဖို့ပဲကိုယ့်ကိုစစ်မတိုက်ဆိုင်နဲ့အဝေးကနေထောက်ပို့ခြင်းနဲ့ရတယ်အကြောင်းမျိုးကြောင့်မှဒီကတော်လည်းရင်းနဲ့စိတ်ရှိဖို့ပဲအဲ့တော့ဒီကိုလေးလာတယ်အတူတူကျုံးမယ်အားလုံးကျေးဇူးတင်ပါတယ်